ရှင်းတော်ကွဲပြဲနေတဲ့အုတ်ရှိသေးတွေတော့ဖြော်တောင်းမယ်ဆိုပြီးတော့ဝင်လာပါတယ်။အရင်ဆုံးကျွန်မခွဲပါတယ်။ဒီလုံးလေးကတော့မှဲ့ပြီးတော့မှုေးနေရပဲခွဲလိုက်တဲ့အချိန်မှာအလဲကအစီးအိတ်ကလေးကပေါက်ပြီးတော့အဲ့လိုမျိုးအမြင့်တန်းနေနဲ့ထွက်လာပါတယ်။အနံ့တော့မှုေးရတော်တော်မှုေးရကွယ်။တစ်လုံးနဲ့ဖြော်ရင်မလောက်မှဆိုလို့ဆိုရင်တော့တစ်လုံးကိုထပ်ဖြော်ပါတယ်။ဒီတစ်လုံးကတော်တော်စိမ့်နေတာကွယ်။ခွားတာတော်တော်ခတ်တာလက်ညှိုးနဲ့ထိုးရအောင်မာတောင်းနေရပဲ။ကို့ချင်းထည့်လိုက်တာတော့မသိဘူးစားလို့ရတယ်ဆိုပြီးတော့ခွဲထားတဲ့ဟာလေးတွေကိုတေချာအနှစ်လေးတွေကိုခတ်ထုတ်ပါမယ်အလဲဟာစားရလားမစားရလားမသိတော့ကျမမယူတော့ပြစ်လိုက်တယ်အဲ့အစည်းတွေနဲ့ဟာဆိုတော့ကြအစည်းလောက်မှာဆိုလို့ဒီဟာအသားချစ်ထားတဲ့ဟာလေးတွေပေါ့နော်အဲ့ဒါလေးတွေကိုစကားနဲ့တိုက်ပါမယ်အမြင့်တွေပါမှာဆိုလို့ပါကိုယ်တိုင်နဲ့တခါမှတော့ဖြော်မတော့ဘူးသူများတွေဖြော်တာကိုကြည့်ပြီးတော့အဲ့တိုင်းပဲလိုက်ဖြော်လိုက်တာပေါ့ကွာဘလန်ဒါနဲ့ကြိတ်ရင်လည်းရတယ်လို့တော့ပြောတယ်အဲ့အသားကြီးပဲတီးတဲ့ချစ်ယူထားတယ်လေဟဲ့ကိုစားရဲတကြားရဲရေနည်းနဲ့ရဲထည့်ပြီးတော့ဖြော်လိုက်ပါမယ်ဒါကတော့ဖြော်ပြီးသွားတဲ့အချိန်လေးပေါ့နော်ကြားတွေပျော်သွားပြီအနမ်းကြိုက်တဲ့လူတွေဆိုရင်တော့တော်တော်လေးမှုေးရကွာအရသာအနေနဲ့ကတော့အရင်ကြိုက်တယ်လည်းမပါဘူးသုံးလုံးဖြော်တာဒီလိုခွက်ကြီးနှစ်ခွက်တောင်းရတယ်